အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကိုဇက် Football Channel ကနေကြိုဆိုပါရစေကဲအာဆင်နယ်ပရိသတ်ပေါင်းတို့ကဲကျွန်တော်တို့အခုသတင်းပြောင်းရွှေ့မှာအားလုံးအာဆင်နယ်ဂန်နာပရိသတ်တွေရောတခြား football fan တွေကနည်းနည်းပြောနေတဲ့အရာလေးတခုရှိပြ Morgan Roger ကြီးကအာဆင်နယ်တင်းနဲ့အာဒီဒါနဲ့လိုက်နေပြီးတော့လုံးဝအာဆင်နယ်ရောက်မယ်လို့သတင်းထွက်သွားပြီးမှချဲစီကိုရောက်သွားတဲ့ကိစ္စကိုကျွန်တော်ဝိုင်းပြောနေကြတယ်ပေါ့ဒါကျွန်တော်တက်ကတော့ဒါပြောမယ်ဆိုလို့ရှိရင်ရင်ကုန်ရအဆန်းမဟုတ်သတင်းမဟုတ်တော့ဒါမျိုးက Morgan Roger မရောက်လဲကျွန်တော်တို့ဘာတာကြီးစီမှာကကျွန်တော်တို့ second plan တွေကကျွန်တော်တို့ရှိမှာပဲဟုတ်တယ်မလားအဲ second plan နဲ့ third plan တွေကနောက်တဲ့ contact တွေကြမှာကျွန်တော်ပြန်ပါမယ်အခုလက်ရှိမှာကျွန်တော်ပြပြချင်တာကျွန်တော်တို့ Morgan Roger လိုမျိုးပဲ Arsenal အသင်းကိုရောက်မယ်ဆိုပြီးတော့မှသတင်းထုတ်ပြီးမှတခြားအသင်းကိုပြောင်းရွှေ့သွားတယ်ဒါကအကြောင်းကျွန်တော်တင်ဆက်ပေးနေပါတယ်ခင်ဗျာMorgan Roger ပေါ့ဗျာ Morgan Roger က Arsenal အသင်းနဲ့ကျွန်တော်တို့ပုံကိုရေးအရာကစားသမားတွေကသဘောတူညီမှုရပြီးတော့သို့တော့ Aston Villa ဘက်ကတောင်းဆိုခြင်းနဲ့ကျွန်တော်တို့ပြောင်းရွှေ့ခြင်းကိုအာတီတာနဲ့ Arsenal အသင်းဘက်ကမပေးချေလို့အတွက်ကြောင့်မလို့Aston Villa အသင်းဘက်ကကျွန်တော်တို့စိတ်ဆိုးပြီးတော့ကျွန်တော်တို့သူ့အတွက်ပြောင်းရွှေ့ခြင်းကိုပေးနိုင်တဲ့ Chelsea အသင်းဘက်ကိုရောင်းချလိုက်လို့ဖြစ်ပါတယ်ဗျာ။နောက်နံပါတ်2မီခိုင်လိုမိုဒရစ်ကစားသမားကိုယ်တိုင်ကကျွန်တော်တို့လာခြင်းတော့လဲနောက်ဆုံးမိနစ်မှာ Chelsea ကပေါင်89သွန်းနဲ့ဒူးယူသွားခဲ့တာပေါ့ဗျာ။နံပါတ်3မိုဆက်ကာစီလိုဒီအာဆင်နယ်အသင်းကပေါင်သန်း80တိကျွန်တော်တို့ကမ်းလှမ်းမိခဲ့တော့လဲနောက်ပိုင်းမှာ Chelsea ကိုစံချိန်တင်ချင်းနဲ့ပြောင်းချသွားတဲ့ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။နံပါတ်4ရာဖင်ဟာဒီအသင်းနဲ့ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့အပြောင်းရွှေ့တော့ကိုသဘောတူညီပြီးအာဆင်နယ်အသင်းကိုရောက်တော့မယ်လို့သတင်းထုတ်ခဲ့တော့လဲကစားသမားကိုယ်တိုင်ကဘာစီလိုနာအသင်းဘက်ကိုရွေးချယ်သွားတဲ့အတွက်ကြောင့်မလို့ရွေးချယ်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ဖော်ဖီလစ်ကျွန်တော်အငှားဖြစ်ပြောနေကြအလေးနဲ့ဆွေးနွေးခဲ့တော့လဲ Chelsea ကအငှားကြီးပို့ပြီးကကျွန်တော်တို့ဂျာဖက်ခေါ်သွားခဲ့ပါတော့ idea လက်ထက်မှာပဲဒူဇန်ဖလာဟိုဘစ်အော်ဘာမီရဲ့နေရာမှာအစားထိုးရင်ကျွန်တော်တို့ကန်လန်းခဲ့တော့လေကစားသမားဘက်ကဖုံးမကင်တော့ပဲကျွန်တော်တို့ရှောင်ဖေးပြီးတော့ကျွန်တော်တို့ဂျူဗီနယ်အသင်းဘက်ကိုပြောင်းသွားတဲ့ကစားသမားဖြစ်ပါပဲနောက်ထပ်ကျွန်တော်တို့အာဆင်နယ်အသင်းနဲ့သတင်းထွက်တဲ့ကစားသမားကတော့ကျွန်တော်တို့လိုကာတယ်လီပေါ့ဗျာမန်နူရယ်လိုကာတယ်လီပေါ့ကျွန်တော်တို့လိုကာတယ်လီကိုကျွန်တော်တို့ကတရားဝင်ကန်လန်းခဲ့တော့လေအီတလီပြင်ပထွန်ကစားခြင်းတဲ့ကစားသမားရဲ့အကြောင်းပြချက်နဲ့ဂျူဗီနယ်အသင်းကိုပြောင်းသွားခဲ့ပါတယ်ပေါ့နောက်တစ်ယောက်ကတော့ကျွန်တော်တို့မယ်ယူအသင်းမှာလက်ရှိကစားနေတဲ့လက်ဆန်ဒရိုမာဒီနက်ပေါ့အာဆင်နယ်အသင်းကကျွန်တော်လီဆန်ဒရိုမာဒီနက်ကိုအသေးအတန်စူးစမ်းခဲ့တော့လေ၎င်းရဲ့ဆရာဟောင်းရှိတဲ့တန်ဟန်ရှိရဲ့မန်ချက်စတာယူနိုက်တက်ကိုဒီကောင်ကပြောင်းရွှေ့သွားခဲ့ပါတယ်ပေါ့ဆာဟာဒီပြအမရီကိုတိုင်ရောကျွန်တော်တို့ကစားသမားကိုတိုင်မှာအလိုရှိခဲ့တော့လေအသင်းဘုတ်ဖွဲ့က PPO ပဲရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့်မလို့လွဲချော်ခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်လူဝစ်ဆာရက်ကျွန်တော်တို့ပေါင်တန်း40နဲ့လီဗာပူးအသင်းကိုကန်လိုက်ခဲ့မယ်လီဗာပူးအသင်းကထပ်တိုးကြီးအနေငယ်တုံးပေးခဲ့လို့ရှိရင်ဆော်ရက်ကိုအာဆင်နယ်တင်းနဲ့ရောင်းချပါမယ်လို့ပြောခဲ့ပေမဲ့အာဆင်ဝင်းကနဲ့အာဆင်နယ်ဘုတ်ဖွဲ့ကဘလောက်တောင်မှအကျော်တင်းရလဲဆိုအဲတော့ဆော်ရက်ကိုလီဗာပူးအသင်းဘက်ကိုပေါင်တန်း40နဲ့တပေါင်ဆိုပြီးတော့ထပ်တိုးတပေါင်လေးတိုးပေးတယ်ဗျာဒါပြောမယ်ဆိုကျွန်တော်အပြင်မှာဆိုရွေ့ရပဲအဲ့လိုပုံစံမျိုးနဲ့တော်လုံးခဲ့တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဆော်ရက်ကြီးကိုလီဗာပူးအသင်းဘက်ကဆော်ရက်ကိုမရောင်းချဘဲနဲ့ဆော်ရက်ကိုကျွန်တော်တို့ဘာစီလိုနာအသင်းထံကိုရောင်းချလိုက်တာပဲဖြစ်ပါတယ်ဇလာတန်အီဘရာဟီမိုဗစ်ဝင်းကားကိုယ်တိုင်ကကျွန်တော်တို့အစမ်းသက်ခံမိုဗစ်ကိုထွေးပြီးဆင်းခိုင်းပြီးစီဆိုးကအီဂျက်တို့ပြောင်းသွားတဲ့ကစားသမားဖြစ်ပါတယ်လီမိုဒိုစကီအာဆင်နယ်ဘက်ကတုတ်ဆိုင်နေခင်ပေါင်၄တန်းဝန်းကျင်ပြည့်ဒေါမွန်ကလက်ဦးမှုယူသွားခဲ့တဲ့ကစားသမားဖြစ်ပါတယ်ပေါ့ရိုနက်ဒီညိုအာဆင်နယ်တို့ပြောင်းရှင်းရနီးစပ်ခဲ့တော့လေကျွန်တော်တို့ဗီဇာဝတ်ပါမင်းအခက်ခဲကြောင်းမလို့ကျွန်တော်တို့ PSG မှာပဲ PSG တို့ရောက်သွားခဲ့တဲ့ကစားသမားဖြစ်ပါတယ်ပေါ့ယာယာတိုရီအာဆင်နယ်မှာကျွန်တော်တို့ခြေစမ်းပွဲပင်လာကစားခဲ့ဘူးတော့လေနိုင်ငံကူးလက်မှတ်ပြဿနာကြောင့်စာချုပ်မချုပ်နိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်ခရစ္စတီယာနိုရိုနယ်ဒိုအာဆင်နယ်ကိုလာရောက်လက်ပတ်ခဲ့ပြီးမှမန်ချက်စတာနီးပြကြီးကာလော့ကွီဆီယောရဲ့စီယိုမှုနဲ့တူမန်ယူအသင်းဘက်ကိုဒီနေ့စလို့ပြောင်းရွှေ့သွားခဲ့တဲ့ကစားသမားပဲဖြစ်ပါတယ်အန်ဂိုလိုကန်တေကျွန်တော်တို့နှစ်ကြိမ်တိုင်ခေါ်ရင်ကြိုးစားခဲ့တဲ့ကစားသမားပေါ့ဗျာကစားသမားကအေဂျင့်ကနေငွေကြေးပြဿနာတွေကြောင့်ချဲကြီးကိုရောက်ရှိသွားခြင်းဖြစ်ပါတယ်နောက်ပြီးဆုံးကစားသမားကအီဒန်ဟာဇတ်ကျွန်တော်လိုင်းလီတင်းမှာရှိနေတဲ့အာဆင်နယ်အသင်းကစိတ်ဝင်စားတော့တယ်ငွေကြေးမတက်နိုင်မှုကြောင့်ချဲကြီးတို့ရောက်ရှိသွားခဲ့တဲ့ကစားသမားဖြစ်ပါတယ်ပေါ့ကဲတကယ်ချင်းတို့မိတ်ဆွေတို့ဆရာသမားတို့အမြင်ကဒီကစားသမားနှစ်ပြင်ဘယ်ကစားသမားကအာဆင်နယ်အသင်းကိုရောက်လူနီးပါဖြစ်ပြီးတော့မှတခြားအသင်းကိုပြောင်းရွှေ့ရတဲ့ကစားသမားတွေရှိသေးလဲဆိုတာကြံနေလဲဆိုတဲ့ဥစ္စာကို comment လေးမှာတစ်ချက်တော့သုံးသပ်ပေးပါဦးအားလုံးကျေးဇူးများတင်ပါတယ်